ဒီဆိုင်မှာတော့လူမရှိတယ်ဆိုတော့သိသွားပြီ ဟယ်လိုညိုကီတို့ညီမတို့ကျွန်တော်ဒီနေ့မှာတော့0မိုင်သွားမယ်ပေါ့နော်ဒီနေ့ရဲ့ဆွေရကတော့အင်ဒိုစီးတီးမှာဖြစ်ပြီးမြောက်တကောင်က2ယောက်နောက်ကျနေရတဲ့လူမစုံပဲစားထွက်ခဲ့ပါတယ်လိုက်ခဲကြပါဦးဗျ Let's go တွေကြိုရွှေအိုးပန်းမတောက်ကိုမြင်မှာတွေရောက်တာကိုသိတယ်အော်တွေရလားရာသီတွေလည်းပြောင်းသွားခဲ့ပေါ့အချိန်ခါတွေဒီနောက်သွားခဲ့လေချင်နာသူမို့အမတ်တရားရှိနေစေယုံမှရင်တို့ဝေးစေပါခိုင်နာကြပေမဲ့အသေးကတမိုးဆွဲရိုက်ကထားလို့ထင်ရတဲ့အော်ဝေဒနာလားအသေးချဝေးပါတော့တမီတော့ရင်မတွေ့ကြိုးကညီပေါ်ဘယ်သူကူလို့ဖြတ်လို့ရမှာလဲရင်မရင်တို့ဝေးစေပါခိုင်ဒီနေ့ကတော့0မိုင်မှာတပ်ပုံရိုက်ပြီးတော့ကျွန်တော်တို့မနက်စာစားမယ်ပေါ့နော် ဒီနေ့ရဲ့မနက်စာကိုတော့အမှတ်3လမ်းတိုးဂိတ်နာကမက်ဆီဆိုင်ဝင်းထဲမှာရှိတဲ့ IT လက်ဖေးဆိုင်မှာကျွန်တော်တို့ထိုင်နေဒီဆိုင်မှာတော့ကျွန်တော်ကထမင်းကြော်ကိုဝက်ချိုနဲ့စားခဲ့ပြီးကျက်သွန်ကြော်လေးလည်းစားခဲ့ပါတယ်တွေကြိုရွှေအိုးပန်းမတောက်ကိုမြင်မှာတွေရောက်တာကိုသိတယ်အော်တွေရလားရာသီတွေလည်းပြောင်းသွားခဲ့ပေါ့အချိန်ခါတွေဒီနောက်သွားခဲ့လေချင်နာသူမို့အမတ်တရားရှိနေစေယုံမှရင်တို့ဝေးစေပါခိုင်ဆောက်တော့ပြီးတော့လမ်းခွဲပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်နောက်ဒီမှာဘယ်သွားမယ်ဘာစားမယ်သိအောင်လို့ကျွန်တော် page ကို like and follow လုပ်ထားဖို့တော့လိုအပ်ပါလိမ့်မယ်ခင်ဗျ Okay thank you ပါညိုခီတို့ညိုပါတို့